ကကြတော့ဗာကြည့်ပေးမလဲဆိုတော့ the light စီယာတာတော့ဒီဟာလေးကိုကန်ညက်နေတယ်လို့ခံစားရတယ်ဒါပေမဲ့ကန်ကောင်းတာလည်းရှိတယ်ယုံကြည်မှုမရှိဘူးအတွေးတွေထဲမှာပိတ်မိနေတယ်အဲ့လိုလည်းမပြောဘူးညအိတ်ချိန်နေနောက်ကျနေတယ်ကိုတယောက်တည်းဖြစ်နေတယ်လို့ခံစားရတယ်ညကိုတစ်ခါတလေငိုမိတဲ့အချိန်တွေရှိတယ်ဒါပေမဲ့အဲ့ဒီဟာတွေကကိုယ့်ကိုသင်ခန်းစာပေးနေတာပဲဖြစ်ပါတယ်အဲ့သင်ခန်းစာပေးပြီးကိုကသင်ခန်းစာယူတတ်သွားပြီဆိုရင်လုံးဝကိုပြန်ရှာဖွေတွေ့ရှိလာလိမ့်မယ်အခုချိန်မှာတော့ကိုယ့်အိယာနေရာကျင်းတယ်ပြီးရင်အဲ့ဒီနေရာမှာလုံးဝမတန်ရှင်းမှုလို့ခံစားနေရတယ်ပြီးတော့ကိုယ့်ရဲ့နှလုံးသားလေးကြောင့်လည်းပါတယ်ကိုယ့်ရဲ့နှလုံးသားကပြောရရင်အသက်ကွဲနေတာမျိုးဒါမှမဟုတ်ရင်လည်းဒီငွေရေးကြေးရေးမဖူလုံနေတာမျိုးပြောတဲ့စကားတွေမအောင်မြင်နေတာမျိုးမယုံကြည်နေတာမျိုးခံစားနေရတယ်လွတ်မြောက်ချင်နေတယ်ကိုလွတ်မြောက်ဖို့ဘယ်ကနေထွက်ရမလဲဘယ်လိုလုပ်ရမလဲဆိုပြီးခံစားနေရတယ်ငွေရေးကြေးရေးကြောင့်ပို့ပြီးပါတယ်လွတ်မြောက်သွားလိမ့်မယ်9 ရက်လောက်နေပြီးရင်ကိုလွတ်မြောက်လာတယ်ပေါ်ပါလာတယ်လန်းဆန်းလာတယ်ကလေးလေးလိုဖြစ်လာတယ်အဲ့လိုပဲအကုန်လုံးကိုလွတ်ချထားခဲ့ပြီးကိုယ့်ရဲ့အသွေးညံတွေကိုယ့်ရဲ့အတိညံတွေအားလုံးကအစ်စ်ပြန်ဆလာလိမ့်မယ်အစလို့အတွေးတွေမဟုတ်ပဲကိုမလွတ်ချနိုင်တဲ့အရာတွေအကုန်လုံးကကိုထင်ထားတယ်လို့မဟုတ်ပဲပြောင်းလဲလာလိမ့်မယ်ခံစားသိရှိလာလိမ့်မယ်တကယ်ရုပ်ကချောလာမှသိကြတယ်ရုပ်ချောလာလိမ့်မယ်ပြီးရင်အဲ့လိုပဲငွေရေးကြေးရေးရဝင်လာမယ်အတွေးတွေကနေပြီးတော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့မလုံခြုံမှုတွေအားလုံးကိုလွှတ်ချသွားပြီးကောင်းမှုဖြစ်လာတာပဲဖျက်တရားလုပ်ဖြစ်လာမယ်တရားထိုင်ဖြစ်လာလိမ့်မယ်ရေနားနီးတဲ့နေရာတွေမှာပို့ပြီးတော့တရားထိုင်ရင်ကိုယ့်ရဲ့အတိတရားတွေပို့ပြီးကျယ်လာလိမ့်မယ်ပြောရရေကန်နားမှာဒါမှမဟုတ်ရင်လည်းအေးလူနေရာမျိုးမှာတရားထိုင်ကြည့်ပါအဲ့ဒါရင်းနဲ့ကိုယုံကြည်လာမယ်ကိုယုံကြည်လာမယ်ပျော်ရွှင်လာမယ်စိတ်အေးချမ်းလာမယ်ပြီးလို့ရှိရင်ကိုဝတ်စားခြင်းနဲ့အဝတ်စားတွေကိုလိုချင်တဲ့အရာတွေပြောမယ်လို့တွေးထားတဲ့အရာတွေပြောပြလာလိမ့်မယ်အကုန်လုံးအသက်ပြန်စားခြင်းနဲ့ပြောင်းလဲမှုကြီးအတက်ဖြစ်လာပါလိမ့်မယ်ဆောင်ပေးပါကျေးဇူး